အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့အစွန်တော် MCC ခမ်းမကြီးမှာခြေချင်းခတ်တယ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ထုံးတဲ့တိုင်းဇာတ်လမ်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ညနေဆောင်လို့မိုးချုပ်စာပြုလာပြီဆိုရင်မင်းတို့မလမ်းကြီးဟာအရင်လိုမဟုတ်ပဲမှိုင်းညို့လာတတ်ပါတယ်လမ်းမေးကလက်ဖက်ရည်ဆိုင်လေးထဲမှာတော့လူငယ်တစ်ထိုက်ကဖုံးကိုစီနဲ့ဆူညံနေကြတော့ဆိုင်တောင်းကစပွဲမှာတယောက်တည်းဆေးဘောလေးတောက်နေတယ်ဘူးလေးဖုံးကသူ့ရဲ့ဖန်ခွက်ထဲကလက်ဖက်ရည်အချကိုတငုံတောက်လိုက်ရင်စကားဆလိုက်ပါအကောင်နေမင်းတို့အဲ့ MCC ဘက်ကိုညဘက်သွားမလဲကြနဲ့တော့အဲ့ဒီနေရာကအခုလုံနေတဲ့နေရာမဟုတ်တော့လူငယ်တွေကဆက်စုတဲ့ကြော်ကြီးဆိုတဲ့သူတယောက်ကကြီးကျဲကျဲနဲ့ပြန်မေးပါတယ်ဟာဘူးလေးဖုံးကလည်းဘုံပေါက်လို့ပိတ်ထားတာပဲရှိတာပါတရေကဘဲကလာရှိရမှာအခုက2025ရောက်နေပြီဦးလေးရဲ့ဦးလေးဖုံးကသူ့ရဲ့ခက်ဆူးဆူးမျက်လုံးတွေနဲ့ကြော်ကြီးကိုစိုက်ကြည့်လိုက်ပြီးစလိမ်ငွေတွေကိုတဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်ပါအေးမင်းတို့ကခက်မိတဲ့လူတွေဆိုတော့မယုံတာမဆမ်းပါဘူးဒါပေမဲ့ငါကိုယ်တိုင်ကြုံခဲ့ရတာကတော့အခုဒီခေါင်းထဲကမထွက်သေးဘူးလွန်ခဲ့တဲ့2လလောက်ကပေါ့ငါတို့တယောက်ကအဲ့ဒီစင်တာထဲမှာလုံုံရေးလောက်ခဲ့ဘူးလေကွာသူပြောပြတာကတော့အဲ့ဒီစင်တာကြီးပိတ်လိုက်ပြီးတဲ့နောက်ပိုင်းည7:00 နာရီတိတိဆိုရင်အဲ့ဒီခမ်းမကြီးတွေကနေကုန်စီပြပွဲတွေလုပ်နေသလိုမျိုးစူညံတန်တွေကြားရတယ်ဦးလေးပုံကအတန်ကိုနှိပ်လိုက်ပြီးဆက်ပြောတယ်လူတွေစကားပြောတဲ့တွေပစ္စည်းရွှေ့တဲ့တွေနောက်ဆုံးမိုက်ခရိုဖုန်းကနေကျင်ညာနေတဲ့အတန်တွေထိကြားနေရတာဒါပေမဲ့အထဲကိုဓမီနဲ့ထိုးကြည့်လိုက်ရင်တော့ဘာမှမရှိဘူးမောင်မဲပြီးတိတ်ဆိတ်နေတာပဲတစ်ခါကတော့ငါတို့ကစမ်းပြီးအထဲကိုဝင်သွားကြည့်မိသူတွေ့လိုက်ရတာကတော့အရင်ကပွဲတွေမှာတုံးခဲ့တဲ့အယုံမတွေကဟောကန်အလယ်မှာစုယုံပြီးဝိုင်းထိုင်နေကြတာတဲ့ဗျာအယုံတွေကဘလို့လို့စုနေမှလဲဦးလေးရဲ့ကျော်ကြီးမျက်လုံးနဲ့ပြူးသွားတယ်အေးအဲ့ဒါနေမကောက်ငါတို့ကကြောက်ကြောက်နဲ့ပြန်အထွက်မှာအဲ့ဒီအယုတ်တွေအားလုံးကတပြိုင်နက်တည်းသူ့ဘက်ကိုခေါင်းလှည့်ကြည့်ကြတယ်အဲ့ဒီနေ့ကစပြီးငါတို့လည်းအလုတ်ထွက်ရုံနဲ့မကောက်အခုချိန်ကြီးဘုန်းကြီးเจ้าမှာကတ်နေရတော့တာပဲလေဘလေးဖုံးကသူ့ရဲ့လက်ဖက်ရည်ကွက်ကိုချလိုက်ပြီးဘဝေးက MCC စင်တာကြီးစီကိုငေးကြည့်လိုက်ပါတယ်မင်းတို့အဲ့နေရာမှာမကျွတ်လွတ်တဲ့ဝိညာဉ်တွေကသူတို့ရဲ့နောက်ဆုံးဘွဲကိုအခုချိန်ကြီးကျင်းမနေတော့မယ်ကွာမင်းတို့မယုံရင်ဒီည7:00 နာရီမှာအဲ့ဒီခြံစည်းရိုးနာကိုသွားပြီးနားဆွင့်ကြည့်လိုက်လူငယ်တတိုက်ကတိတ်ဆိတ်သွားပါတယ်ကျော်ကြီးကတော့စိန်ခေါ်မှုကိုလက်ခံရင်းနေတယ်လို့လည်းဒါဆိုဦးလေးပြောတဲ့အဲ့ဒီနောက်ဆုံးဘွဲကိုတကယ်ပဲဝင်သွားမိတယ်လို့ရှိလို့လားဦးလေးဖုံးကခါတက်တက်နဲ့ပြုံးလိုက်ပါတယ်ရှိတာပေါ့အဲ့လူကအခုထိပြန်ထွက်မလာသေးဘူးလက်ဖေးဆိုင်ထဲမှာလေအေးလေးတစ်ချက်ဖြတ်တိုက်သွားလို့လူငယ်တွေအားလုံးကြောစိမ့်သွားကြတယ်ဦးလေးဖုံးကစလိတ်အစ်စ်တလိတ်ကိုထက်ညှိရင်စကားကိုဆက်ပြောလိုက်ပါတယ်အဲ့ဒီစင်တာကြီးမှာဥပတစ်ဆိုတဲ့ညဆောင်ကြီးတို့ရှိဘူးတယ်ကွာသူကတော့အသက်ကြီးပြီဆိုတော့ဘာကိုမှမကြောက်တော့သူမကြောက်ကြောင်လဲအမြဲတမ်းကြွားဝါနေတတ်တဲ့သူပေါ့တညမှာတော့သူကအရက်ကလေးနည်းနည်းမူးမူးနဲ့ခမ်းမကြီးကိုထွက်လာတဲ့စူညံတန်တွေကိုစိတ်မရှိတော့ဘူးဆိုပြီးဘယ်ကောင်နေလဲကွာငါ့ကိုလာနောက်နေကြတာလားဆိုပြီးဒုတ်တစ်ချောင်းနဲ့အထက်ကိုဝင်သွားခဲ့ဦးလေးဖုံးကမျက်မှောင်ကျုံရင်အတန်ကိုတိုးတိုးလေးဆက်ပြောတယ်အပြင်မှာကြံခဲ့တဲ့လုံခြုံရေးနောက်တစ်ယောက်ပြောတာကတော့ဥပတဲ့အခန်းထဲဝင်သွားပြီး9 မိနစ်လောက်နေတော့ခမ်းမကြီးတွေကနေကြကြပါအောင်ဆိုတဲ့အတန်ကြီးထွက်လာတယ်တဲ့အဲ့ဒီနောက်ကလုံးဝတိတ်ဆိတ်သွားတော့တာပဲကြံတဲ့သူတွေစုပြီးအထဲကိုဝင်ရှာတဲ့အခါကျမှဥပတဲ့ကိုဘယ်နေရာမှရှာလို့မတွေ့တော့ဘူးပျောက်သွားတာလားတကူလုံးလာဦးလေကျော်ကြီးကစိတ်လှုပ်ရှားစွာမေးတယ်အေးပျောက်သွားတာပဲဒါပေမဲ့ထူးဆန်းတာကခမ်းမအလဲကစင်မြင့်ပေါ်မှာဥပတဲ့စီးထားတဲ့ဖက်နှက်အစုပ်တစ်ဖက်နဲ့သူကင်သွားတဲ့တုတ်ကလှပစွာအစီရင်လုပ်ပြီးတင်ထားတာကိုတွေ့ရတယ်တဲ့ရဲတွေရောမိသားစုတွေရောရှာလိုက်ကြတာတပတ်ကြာတဲ့အထိအရေးအောင်တော့မတွေ့ရဘူး
ဦးလေးဖုံးကတပြင်းတစ်ချက်ချလိုက်နောက်တစ်ပတ်အကြာမှာတော့စင်တာကြီးရဲ့ခေါင်မိုးပေါ်ကမှန်တဲ့အိမ်လေးတစ်ခုမှာအရေးတစ်ခုကိုတွေ့လိုက်ကြတယ်တဲ့အဲ့ဒါဥပဒေပဲဒါပေမဲ့သူကအောက်ကလူတွေကိုပြန်ထူတာမျိုးတော့မဟုတ်မှန်ခေါင်းနဲ့အဆက်မပြတ်တိုက်နေတာတဲ့မှန်ခေါင်းနဲ့တိုက်တဲ့အတန်တွေကညာလုံးပေါက်အတန်တွေကြားနေရတယ်လူတွေကသွားမကြကြဘူးလားဘယ်ကဲလို့ရမှလဲငါတူတာလေကားတွေအကုန်တောက်ခတ်ထားတာလေနောက်ပြီးအဲ့ဒီနေရာကပောက်ကွဲမှုဖြစ်ပြီးကြတဲ့ကကြမ်းမြင်တွေကမခိုင်တော့နောက်နေ့မနက်မှာတော့လူတွေကအတင်းတက်သွားကြည့်တော့အဲ့ဒီမှန်ရင်လေးထဲမှာဘာမှမရှိတော့ပြန်ရှိတာကတော့မှန်ပေါ်မှာတွင်းနဲ့ရေးထားတဲ့ဆက်လုံးတစ်လုံးပဲဘာဆက်လုံးလဲဦးလေးဖုံးကစပွဲပေါ်လက်နဲ့တတောက်တောက်နဲ့ခောက်လိုက်ဧည့်သည်သူတို့ကဥပဒေကိုဝိညာဉ်ပွဲတော်ရဲ့ထာဝရဧည့်သည်ဖြစ်သိမ့်ပိုက်လိုက်ကြတာပဲအဲ့ဒီအချိန်မှာပဲလက်ဖက်ရည်ဆိုင်အပြင်ဘက်ကမင်းနှမလမ်းပေါ်ကြီးပေါ်မှာခွေးတကောင်ကရှည်လျားစွာဦးလိုက်ပါတယ်ကျော်ကြီးတို့တငယ်ချင်းတစ်တိုက်နောက်ကိုလန့်ဖြန့်ကြည့်လိုက်ကြတယ်ခုဆိုရင်အဲ့ဒီ MCC ခမ်းမထဲမှာဥပဒေတယောက်တည်းမဟုတ်တော့သူနဲ့အတူတခြားဧည့်သည်တွေလည်းရှိနေမင်းတို့လည်းအဲ့ဒီထဲကိုဆက်စုခြင်းပြီးလို့တွားရင်နောက်ထပ်ဧည့်သည်ဖြစ်သွားလိမ့်မယ်ဦးလေးဖုံးကစကားကိုရက်လိုက်ပြီးသူ့ရဲ့လက်ဖက်ရည်ခွက်ထဲကလက်ချံကိုကြိုက်ထဲနဲ့ကုံအောင်တောက်ပလိုက်တယ်မင်းတို့သိလား MCC ထဲမှာပျောက်သွားတာဥပဒေတယောက်တည်းမဟုတ်ဘူးလွန်ခဲ့တဲ့တစ်လလောက်ကစိုးသူဆိုတဲ့ကောင်လေးတယောက်ကြောင့်မင်းတို့ကြားမိလားသူကအဲ့နားမှာလက်စတစ်ကောက်တန်တူတန်ဆာကောက်တဲ့ကောင်လေးလေကျော်ကြီးကခေါင်းချင်းပြတယ်ကြားဘူးလေဦးလေးသူကစိတ်မနှံ့ဘူးလို့လည်းပြောကြတယ်မဟုတ်လားစိတ်မနှံ့တာမဟုတ်ဘူးသူကမြင်တာဦးလေးဖုံးကအလေးနဲ့ပြောတယ်တညမှာစိုးသူကခြံစည်းရိုးကက်လက်ကနေပြီးတော့တန်တူတန်ဆာရှာနေတော့ခြံဝင်းထဲကနေလူတယောက်ကလှမ်းခေါ်နေတယ်အဲ့ဒါဥပဒေပဲဒါပေမဲ့ဥပဒေကအရင်လိုမဟုတ်တော့ပဲဝတ်စုံအပြည့်နဲ့လက်ထဲမှာလည်းဖိတ်စာကပ်ပြားလေးတွေကင်ထားတယ်တဲ့စိုးသူကကြောက်ကြောက်နဲ့ကြည့်နေတော့ဥပဒေကပြုံးပြီးပြောတယ်ငါတို့ဒီထဲမှာပွဲရှိတယ်မင်းလိုချင်တဲ့တန်တူတန်ဆာတွေချင်းနီကြိုးတွေအပုံလိုက်ရှိအထဲကိုခဏလာခဲ့ပါလားတဲ့စိုးသူကဆေးရတော့လောဘကိုအကြောက်ကအနိုင်ယူသွားတယ်သူကခြံစည်းရိုးချားကနေတိုးဝင်သွားပြီသူခမ်းမကြီးရဲ့ရောက်တဲ့အခါမှာမြင်လိုက်ရတာကတော့လျှက်စင်မီရဲ့တစ်ဖြက်ဖြက်နဲ့လင်းနေတဲ့ကုန်းစီပြပွဲကြီးပဲဒါပေမဲ့ထူးဆန်းတာကပြကန်းတွေမှာရောင်းနေတဲ့သူတွေကလူတွေမဟုတ်ဘူးခေါင်းမပါတဲ့ရုပ်တွေပြီးတော့ပောက်ကွဲမှုမှာတည်ဆုံးသွားတဲ့သူတွေရဲ့ရုပ်အလောင်းတွေပဲဦးလေးကလည်းကြောက်စရာကြီးလူငယ်တယောက်ကကြားဖြတ်ပြီးပြောတယ်အေးစိုးသူကကြောက်ပြီးပြေးဖို့ပြင်တော့ဥပဒေကသူ့ရဲ့ပခုံးကိုလှမ်းကင်လိုက်တယ်အဲ့ချိန်မှာဥပဒေရဲ့လက်ကရေခဲတုံးထက်ပုံအေးနေတယ်မင်းပြန်လို့မရတော့မင်းနေရာမှာငါအပြင်ကိုထွက်ရမယ်အဲ့ဒီလိုပြောပြီးစိုးသူရဲ့ကိုယ်ထဲကိုဥပဒေကအတင်းတိုးဝင်ဖို့ကြိုးစားတော့တာစိုးသူကကံကောင်းကျင်တော့သူ့လက်ဘေးမှာဆွဲထားတဲ့သူ့မေပေးထားတဲ့အနေကင်းကာတာအဆောင်လေးကပြုတ်ကျပြီးစင်ပေါ်ကိုလွင့်စင်သွားတယ်အဲ့ဒီအဆောင်ကထွက်လာတဲ့အလင်းရောင်ကြောင့်ဝိညာဉ်တွေခဏလန့်သွားတဲ့အချိန်မှာစိုးသူကအတင်းပြေးထွက်လာတာလို့ပြောတာပဲစိုးသူလွတ်လာတာပေါ့လေကျော်ကြီးကတက်ပြင်းချရင်မေးတယ်လွတ်တော့လွတ်လာတယ်ဒါပေမဲ့သူ့အပြင်ပြန်ရောက်တဲ့အချိန်မှာသူကစိုးသူမဟုတ်တော့သူ့ရဲ့အသိစိတ်က MCC ထဲမှာခြံခဲ့အခုမင်းတို့အစိမ်ရုံးမာနာမှာတွေ့နေတဲ့စိုးသူကိုကြည့်လိုက်သူကနေတိုင်းမြေကြီးပေါ်မှာ MCC ရဲ့မြေပုံကိုရေးဆွဲနေတာပြီးတော့သူကဧည့်သည်တွေလာနေပြီဖိတ်စာတွေဝေရမယ်လို့ပဲတတွတ်ရွတ်နေတော့တာဦးလေးဖုံးကထရလိုက်တယ်သူပြန်ဖို့ပြေးနေပါပြီမင်းတို့မှတ်ထားရမှာအဲ့ဒီစင်တာကြီးကအဆောက်အဦတစ်ခုပိတ်ထားတာမဟုတ်ဘူးတကားတစ်ခုပွင့်နေတယ်အဲ့ဒီတကားကနေတစ်ဖက်လောကကဝိညာဉ်တွေကငါတို့လောကတွေကိုထွက်ဖို့လမ်းရှာနေကြတယ်အဲ့ဒီအတွက်ကိုယ်စလဲတွေလုံးနေတယ်ဦးလေးဖုံးကစိုင်အပြင်ကိုထွက်သွားရင်နောက်ဆုံးစကားတစ်ခုကိုခြံထားခဲ့ပါတယ်ကျော်ကြီးမင်းရဲ့အင်ကြီးအိတ်ကတ်ထဲကဖိတ်စာလေးကိုထုတ်ကြည့်လိုက်အောင်ကျော်ကြီးကြောင်သွားပြီးသူ့ရဲ့အိတ်ကတ်ထဲကိုနှိုက်ကြည့်လိုက်တဲ့အခါမှာရွှေအောင်ကပ်ပြားလေးတစ်ခုထွက်လာခဲ့ပါတယ်အဲ့ဒီကပ်ပြားပေါ်မှာရွှေအောင်စလုံးနဲ့ရေးထားတာက
MCC New Year Trade Show Special Guest ကြော်ကြီးမျက်နှာဖြူရော်သွားပြီးကပ်ပြားကိုလွှတ်ချလိုက်ဒါပေမဲ့ကပ်ပြားကမြေကြီးပေါ်မချပဲလေထဲမှာဝဲနေပြီးကြော်ကြီးရဲ့အနောက်ကနေခလောက်ဆိုတဲ့တန်ချီချင်းတန်ကြီးကတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်နားဆင်ပေးခဲ့ကြတဲ့ဒူးတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လည်းဇလန်းကောင်းလေးတွေတင်ဆက်ပေးဦးမှာမို့လို့ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ